ပုံမြင်နေတဲ့မှာအနှစ်သာရတွေဒိဗ္ဗေတွေအများကြီးရှိတယ်ဗျဒီပုံမြင်ကဂရိကလာတဲ့ပုံမြင်လို့ဆိုတယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ကြားလိမ့်မယ်ဘုဟုတ္တရှိတဲ့လူတွေအဲ့ဒါဂရိတွေကိုကိုယ်တဲ့နတ်မင်းကြီးပေါ့ဇုနတ်မင်းကြီးစီကိုလူသားတွေကတောင်းဆိုတယ်တဲ့ဘာတောင်းဆိုတာတုံးဆိုတော့ဒါပုံမြင်နော်ပုံမြင်နော်အဲ့ဒီတုန်းကလူသားတွေရဲ့အသက်ကနှစ်30ပဲရှိတယ်လူတွေရဲ့တက်တန်းကနှစ်30ပဲရှိတယ်တဲ့ရှိတော့လူသားတွေကအကုန်လုံးစုပြီးတော့နတ်မင်းကြီးကိုတောင်းဆိုတာသူတို့ကိုဖန်ဆင်းတဲ့နတ်မင်းကြီးကိုတောင်းဆိုတာတဲ့နတ်မင်းကြီးအနှစ်က30ဆိုတော့နဲလွန်းပါလေပညာသင်ရတာနဲ့စီးပွားရှာရတာနဲ့ခံစားရတဲ့အချိန်ကိုမရှိဘူးအလုပ်တွေနဲ့လည်းမပြီးဘူးမလောက်ဘူးဒါကြောင့်ကျုပ်တို့ရဲ့တက်တန်းကိုတိုးပေးပါလို့တောင်းနေတဲ့အဲ့ဒီနတ်မင်းကြီးကဟေးတက်တန်းတွေကိုအကုန်ခွဲပေးပြီးသားတိုးမပေးနိုင်ဘူးအဲ့ဒီလိုပြောတော့အဲ့ဒီလူတွေနားမှာနွားတွေရှိတယ်နွားတွေကအဲ့ဒီနတ်မင်းကြီးကိုလှမ်းပြောတယ်နတ်မင်းကြီးကျုပ်တို့မှာယုံရကံရနဲ့အမြဲတမ်းပင်ပန်းတယ်ဒါကြောင့်နေနေရလဲအပူပဲကျုပ်တို့ရဲ့တက်တန်းကိုလူတွေကိုပေးပါတယ်နွားတွေကသူတို့ရဲ့တက်တန်းကိုဘယ်သူပေးတယ်လူတွေကိုပေးတယ်ဆိုတော့နတ်မင်းကြီးကကိုင်းမင်းတို့ကကြီးကြီးပြူပြူပေးတယ်ဆိုရင်ကိုင်းမင်းတို့ယူစေဆိုတော့လူတွေရဲ့တက်တန်းက60ဖြစ်လာတယ်တဲ့အဲ့တော့လူတွေကအဲ့ဒါနဲ့အားမရ60လောက်နဲ့လည်းမကျင်တတ်နိုင်သေးပါဘူးအလုပ်တွေကမပြီးပါဘူးတကယ်လည်းမပြီးဘူးနော်ဟင်တခါကြီးမိုင်းများအလုံးမပြီးပါဘူးဒါကြောင့်တက်တန်းလေးနဲ့တိုးပေးပါအောင်ဆိုတော့ဘေးနားမှာအိတ်နေတဲ့